Hello everyone, welcome to my channel. အဲ့တော့ကျွန်တော်ဒီနေ့ကတော့2025-2026ပညာသင်နှစ်ရဲ့Grade 5 English နမူနာမေးခွန်းလေးကိုတွားနေတာဖြစ်တယ်ပေါ့နော်။အဲ့တော့အခုကဒီနေ့ Session B reading ရောက်ပြီ။အဲ့တော့မနေ့တုန်းက Session A listening file လေးတင်ပြီးသွားပြီဆိုတော့အဲ့တော့ Session A listening ကိုကြည့်ချင်တယ်ဆိုရင် Teacher Channel ရဲ့အရှိရဗီဒီယိုတွေဝင်ကြည့်လို့ရတယ်ပေါ့နော်။အခုကတော့ Session B reading လေးတွားမယ်။အဲ့တော့ Session B မှာဆိုရင်ဗာလေးလဲစာမှာလဲဆိုတော့ 2A look at the picture and write true or false. No, write true or false to answer that given was တဲ့အဲ့တော့မှန်ရင် true ရေးမယ်မှားရင် false ရေးမယ် look at the picture ပုံလေးကိုကြည့်ပြီးတော့ဒီဘက်ကစာလေးကိုဖတ်မယ်နော် reading အဲ့တော့ reading မလို့ပုံလေးရဲ့စာလေးရဲ့တွဲဖတ်မယ်အဲ့တော့ number 1A မှာဆိုရင်sorry number 1မှာဆိုရင် look at the picture what is the point to it အဲ့တော့ခေါင်းလေးကဘာလုပ်နေလဲဆိုတော့ခြေတို့သိပြီးသားပဲနော်အဲ့တော့ဒီပုံမြင်တာနဲ့သိပြီးသားဒါဟိုးရှေ့ဆုံးက unit 1 10ခုမှာပါတဲ့ဟာတွေပေါ့နော်အဲ့တော့ပထမဆုံးtidy up the desk လဲပေးထားတယ်အဲ့တော့လွယ်တယ်ဒါလေးက tidy up the desk ရဲ့ဒီပုံနဲ့ဟုတ်လားမဟုတ်လားဟုတ်ရင် true မဟုတ်ရင် false အဲ့ဒါလေးဖြေလိုက်ရုံပဲเนาะအဲ့ဒါရမယ်เนาะနောက်တစ်ခု number 2လေးတော့ကြည့်အောင် non နဲ့ non ဒီပုံကတော့ဒီမှာလာကြီးနဲ့ညာဘက်ကြီးမောင်းနေတယ်ဒါပေမဲ့ဒီမှာပေးထားတာ non အဲ့ဆိုရင်ဒါလေးက false ဟုတ်လားဒါကတော့ number 1ကမှန်တယ် true အဲ့လိုလေးပေါ့ဒီ true false က t တွေ f တွေပဲရေးလို့မရအောင်เนาะဒီ true 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 f ရော s ဖို့အကုန်ကူပဲเนาะရမယ်เนาะအဲ့ဆို number 3လေးတွားကြည့်အောင် number 3မှာဆိုရင်ဒီမှာနာရီကလည်းဒီမှာ short arrow က1 long arrow က3အဲ့ဆိုရင်1နာရီ15မိနစ်ဒီမှာလည်းစာသားလေးဖတ်ကြည့်လိုက်တော့ it's a quarter past 1ဒါဆိုရင်မှန်တဲ့အတွက် true ရမယ်เนาะမှန်ရင် true မဟုတ်ရင်ဒီပုံနဲ့ဒီစာတဲ့လွဲနေတယ်ဆိုရင် falseဒါတော့သိမှာပါတကယ်လို့ဒီတိုင်းတော့မပါနိုင်တော့ဒါနမူနာမေးခွန်းဆိုတဲ့အတွက် number 1ဆိုလဲပုံနေပြေးနိုင်တယ်ဒီပုံကဒီနေရာမှာအပင်ရေလောင်းတာတို့ပကန်းစီးနေတာတို့ဒီချိုးခတ်တက်ရှိလောက်တာတို့ဒါမှမဟုတ်တခြားအများကြီးပုံလေးရှိသေးတယ်လေဒါတွေဖြစ်နိုင်တယ်နော်အဲ့တော့ပကန်းစီးနေရဆိုရင် do the dishes ပတ်မီရေလောင်းနေဆိုရင် water the plants ဒီမှာရေချိုးခတ်တက်ရှိလောက်တယ်ဆိုရင် clean the bathroom ပရင်းမောက်တုပ်နေရဆိုရင် clean the window အဲ့လိုမျိုးတွေတွဲရမှာပေါ့နော်ဒီပုံနဲ့ဒီစာနဲ့မှန်နေတယ်ဆိုရင် true ရေးရုံပဲဘာမှမခက်ဘူးနော် true ရေးရုံပဲဘာမှမခက်ဘူးနော်အဲ့ဆိုရင်ကျွန်တော် number 4လေးတွားလိုက်ရအောင်အဲ့လိုမျိုးပေါ့ number 1 2 3အကုန်လုံးဒီလိုပဲပုံတွေပြောင်းနိုင်တယ်နော်ပုံတွေနဲ့စာတွေနဲ့ပြောင်းမှာပဲနော်အဲ့တော့ဒီတိုင်းလည်းဖြစ်မယ်မဟုတ်ရင်လည်းပြောင်းမှာပေါ့အဲ့တော့ number 4လေးက number 4ဆိုရင်ကောင်းကိုက်နေတယ်ဒါလည်းဖတ်ဆောက်ထဲကပါပြီးသားပုံတွေပဲနော်အစ်စ်မဟုတ်ဘူးအဲ့တော့ယူလို့သိနေရမယ်ညီမကောင်းကိုက်နေရမလို့ဒီစာလေးဖတ်လိုက်တော့လေ I've got a headache I've got a headache ရလဲကောင်းကြိုက်တာပဲအဲ့ဒါဒီနှစ်ခုကတွဲမှန်တယ်လीမှန်တယ်ဆိုရင် true เนาะအဲ့လိုလေးထည့်ရမယ် true true လေးထည့်ရမယ်เนาะအဲ့တော့ number 4ပြီးသွားပြီ number 5လေးကြည့်အောင်ကျတို့ number 5မှာကောင်မလေးကပရင်မောက်လေးတုံနေအဲ့ဆိုရင်ဒါကဖြစ်ရမှာ clean the window ဖြစ်ရမှာဒါပေမဲ့ပေးထားတာက set the table အဲ့တော့ clean the window မဟုတ်ပဲလေ set the table မို့လို့ falseဟုတ်လားတကယ်လို့ဒီမှာစမင်းစပွဲပြင်နေတဲ့ပုံလေးပေးထားမယ်ဆိုရင်ဘာဖြစ်မလဲအဲဆိုရင် set the table ကမှန်မှာပေါ့ဟုတ်တယ်မလားအဲ့တော့ရမယ်နော်အဲ့တော့ကျတို့ 1A listening လေး1A မဟုတ်ဘူးဒါက 2A ပေါ့နော် 2A listening reading ပြီးသွားပြီပေါ့နော်အဲ့တော့ကျတို့ listening ပြီးသွားပြီ 2A ရဲ့ reading တစ်ခုပြီးသွားပြီအဲ့ဆိုနောက်တစ်ခုလေးသွားလိုက်ရအောင်နော် okay အဲ့တော့ 2B လေးသွားမယ်ပေါ့နော်2B မှာ read the following dialogue and fill in the blanks with the suitable words given in the box. Do you see? Read the following dialogue. အောက်ပါစာပိုက်ကိုစကားပြောတွေကိုဖတ်ပါတဲ့ and fill in the blank တွေကိုဖြည့်မယ် with the suitable words တင်တော်တဲ့စကားလုံးနဲ့ဖြည့်မယ် given in the box ထဲမှာပေးထားတဲ့တင်တော်တဲ့စကားလုံးနဲ့ဒီ dialogue ကိုဖြည့်မယ်တဲ့နော်အဲ့တော့လွယ်ပါတယ်ဒါလည်းတင်ပြီးသားပဲဖတ်စာအုပ်ထဲမှာလေအဲ့တော့တစ်ချက်ကြည့်အောင်ဒီစလုံးတွေအရင်ဆုံးသိအောင်လုပ်ရမယ် food တို့ get တို့ idea တို့ taxi တို့ 3000 only faster less at နော်အဲ့ဒါလေးတွေသိရမယ်အဲ့တော့ပထမဆုံးသူအေးရပြောရယ် how can we blank to the cloud supermarket အဲ့တော့ cloud supermarket ကိုငါတို့ဘယ်လိုဖြစ်မလဲဘယ်လိုသွားရမလဲပေါ့နော်အဲ့ဘယ်လိုသွားရမလဲလို့မေးချင်ဒီမှာစာလုံးတွေကြည့်လိုက်တော့6ပါလား GO6 တို့ဘာလို့ပါလားမပါဘူးเนาะအဲ့တော့သွားရမယ်ဆိုတော့ဟာတင်ထားတာက how can we get to the cloud supermarket အဲ့ဒါလေးက number 1 how can we get
to the Cloud Supermarket အဲ့ဆိုဒီ number 1လေးမှာ G ticket လေးထည့်လိုက်ရုံမှဒီ number 1လေးမှာနော် G ticket ထည့်ပြီးရပြီအဲ့တော့အေးရပြောတယ် how can we get to the Cloud Supermarket ငါတို့ Cloud Supermarket ကိုဘယ်လိုသွားရမလဲအဲ့ဒါနဲ့ပူပူကပြောတယ်we can blank the bus ဘတ်စကားစီးသွားလို့ရမှာပေါ့ we can collect the bus ဆိုတော့လေ bus ကဘတ်စကားအဲ့တော့ we can blank the bus အဲ့ဆိုရင်ဘာဖြစ်နိုင်လဲ see မှာဟာ we can ရှေ့သုံးမှာ we can take နော် we can take the bus အဲ့ဒါလေးက number 2လေး we can take the bus okay အဲ့တော့ we can take the bus အားတို့ဘတ်စကားစီးတော့မယ်စီးတော့လို့ရတာပဲအဲ့ဒါအေးရပါပြောလဲဆိုတော့ the bus is very slow ဘတ်စကားအရင်နေတယ်အဲ့တော့ the taxi is ဆိုတော့မှာတော့ဒီမှာက keyword က very slow အရင်နေတယ် taxi ကဘတ်စကားထက်ဘာဖြစ်မလဲပိုမြန်တယ်အဲ့ဆိုဒီပုံမှာကြည့်လိုက်တော့ faster နော် faster လေးက number 3လေးဖြစ်မှာပေါ့အဲ့တော့ the taxi is faster than the bus ဒါမျိုးလေးဖြစ်မယ်နော်အဲ့တော့ပြန်ပြောမယ်အေးရပါပြောလဲ how can we get to the supermarket we can take the bus ဘတ်စကားစီးလို့ရတယ်နောက်ပြီးတော့အေးရပြန်ပြောတယ် the bus is very slow the taxi is faster than the bus taxi ကတော့ဘတ်စကားထက်ပိုမြန်တယ်နော်ဒါမျိုးလေးသွားမှာပေါ့အချိန်မှာပူပူကဘာပြောလဲဆိုတော့ yes ဟုတ်တယ် but it's cheaper to take the bus than a ဘာဖြစ်မလဲဘတ်စကားကတော့ဘာထက်လဲပို့ပြီးတော့စီတန်နေစီနေတယ်အဲ့ဆိုရင်ဒီနေရာမှာ number 4လေးကတော့ဘယ်သူထက်လဲဆိုတော့ taxi ပေါ့ဒီမှာ taxi လေးက number 4နော်အဲ့လိုလေးတောင်းမယ်ဘတ်စကားက taxi ထက်တော့ပို့ပြီးတော့စီတန်နေစီနေတယ်အဲ့တော့ yes but it's cheaper to take the bus than a taxi number 4လေးက taxi နောက်ပြီးတော့ number 5သွားမယ် the taxi fare is blank just taxi fare ဆိုတာ taxi ကားကတော့ဘယ်လောက်ဖြစ်မလဲ taxi ကဒီမှာကြည့်လိုက်တော့ဈေးအများဆုံးဒီမှာလေဒါလေးက3000 jet အဲ့ဆိုရင်ဒါလေးက number 5 3000 jet နော်နောက်တစ်ခုthe bus fare is ဘယ်လောက်ဖြစ်မလဲ200 jet ပဲရှိတယ်ဒါကတော့200 jet ကြတော့ပေးထားတယ်သူကအဲ့ဆိုရင်200 jet ပဲရှိတယ်200 jet ထဲအဲ့လိုလေးနည်းနည်းပဲ200 jet ပဲရှိတယ်ဆိုရင်ဒါလေးက number 6လေးကတော့ only ပေါ့နော် only 200 jets လို့လေးပြောမယ်နော်အဲ့တော့ the taxi fare is 3000 jet and the bus fare is only 200 jets နော်ဒါမျိုးလေးတော့မယ်နောက်တစ်ခုအေးရပါပြောမလဲ so အဲ့ဒါဆိုရင်တော့ let's take the bus နော် let's take the bus အဲ့ဆိုရင် number 7လေးက let's ဖြစ်မှာပေါ့နော် number 7လေးက let's ဖြစ်မယ်အဲ့တော့ let's လေးရဲ့ဘေးမှာ7လို့အရင်ဆုံးရေးထားလိုက်မယ်အဲ့တော့7လေးက let's take the bus and then number 8 we can go မှာဘာပြောမလဲ we can go shopping ငါတို့ shopping သွားလို့ရတယ် buy ဝယ်မယ် blank ဘာဝယ်မှာလဲဆိုတာရှားမယ်နော်ပြီးရင် meet friends တကယ်ချင်းတွေနဲ့တွေ့မယ်ပြီးရင် eat lunch ပြီးရင် blank the supermarket အဲ့တော့ buy အရင်ဆုံးဝယ်မယ်ဟာနံပါတ်8လေးကိုရှာကြည့်အောင်နံပါတ်8ဝယ်မယ်တဲ့ဘာဝယ်မှာလဲဆိုတော့ဒီမှာကြည့်လိုက်တော့ food ပေါ့မုတ်တွေဝယ်မယ်အစားအစာတွေဝယ်မယ်အဲ့ဆိုရင်နံပါတ်8လေးက food buy food နော်အဲ့ဆိုရင် we can go shopping buy food meet friends and eat lunch blank the supermarket အဲ့ဆိုဘာဖြစ်နိုင်လဲ supermarket မှာဝယ်မှာဆိုတော့ကျန်တဲ့နှလုံးက at နဲ့ idea ပဲကျန်တော့တာအဲ့ဆိုရင်ဒါလေးက number 9ပေါ့ at the supermarket အဲ့ဆိုရင် ရဲ့ဘေးမှာ9 at the supermarket နော်နောက်ပြီး good idea ဒါလေးကတော့ idea လေးကတော့10နော်အဲ့လိုလေးဖြစ်မယ်ရမယ်နော်ကျွန်တော်ချက်ပြန်ဆိုကြည့်အောင်ပထမဆုံး AA ကပါပြောလဲ how can we get to the Cloud Supermarket number 1 get နော် how can we get to the Cloud Supermarket ဘဘကပြန်ပြောတယ် we can take the bus နော် we can take the bus ဘတ်ကစီလို့ရတယ်အချိန်မှာ AA က the bus is very slow the taxi is faster than the bus taxi ကတော့ဘတ်စကားထက်ပိုပြီးတော့ညံတယ်အဲ့တော့ပူပြန်ပြောတယ် yes ဟုတ်တယ် but ဒါပေမဲ့ it's cheaper to take the bus than a taxi taxi ထက်ဘတ်စကားစီးရတာတော့ပိုပြီးတော့ဈေးတန်တယ်ဈေးနေတယ်အဲ့နဲ့သူဆက်ပြောတည်တယ် the taxi fare is 3000 jets and the bus fare is only 200 jets နော် taxi ကားကတော့3000ဖြစ်ပြီးတော့ဘတ်စကားကတော့200ပဲရှိတယ်အဲ့လိုပြောမှာပေါ့
အဲ့ဒါနဲ့ AA က so let's take the bus ဒါဆိုရင်တော့ bus ကားပဲစီးကြမယ်အဲ့ဒါနဲ့ဘိုးဘွားကပြောလဲ we can go shopping အဲ့တော့ shopping ထွက်လို့ရတယ် buy food မုတ်တွေဝယ်လို့ရတယ် meet friends တကယ်ချင်းနဲ့တွေ့လို့ရတယ်ပြီးရင် eat lunch နေ့လည်စာစားလို့ရတယ်တဲ့ at the supermarket မှာတဲ့နော်အဲ့နဲ့ AA က good idea ကောင်းလိုက်တာကောင်းတယ်ပေါ့အဲ့ဆိုငါတို့သွားကြမယ်ပေါ့အဲ့လိုမျိုးဒီ dialogue လေးကိုတခြားလေးလိုက်ဖတ်ပြီးတော့ fill in the blanks လုပ်ရုံပဲเนาะအဲ့တော့စလုံးတွေကလည်းဒီမှာပေးပြီးသားပေါက်စင်မှာပေးပြီးသားဒါကိုပြန်ကူးလို့ရှိရင်ရှမ်းပြီးတော့စလုံးမောင်းမှာဆိုလို့တခြားလေးကြည့်ကူးเนาะအဲ့တော့အဲ့မှာအမှတ်ရမှာအဖြေရွေးတာတော့မှန်တယ် faster တို့ဒီမှာ taxi တို့ food တို့ရေးတာတော့မှန်တယ်မှန်ရဲ့သားနဲ့စလုံးမောင်းမှားကူရင်သွားပြီးအမှတ်မရတော့ဘူးနှမျိုးစရာကြီးเนาะအလကားနေဒီမှာ10မှတ်တော့ဒီ10မှတ်ကရတင်တယ်ပေါ့เนาะအမှတ်ပြည့်ဦးရတင်တယ်เนาะအဲ့ဒါကြောင့်ယူလို့ရနေရမယ်เนาะအဲ့ဆိုချေတို့ 2C လေးသွားမယ် 2C ရမယ်เนาะ 2C မှာကျတော့ read the passage စာပိုက်ကိုဖတ်ပါတဲ့မိငယ် letter to her aunt မိငယ်ရဲ့ letter မိငယ်ရဲ့သူ့အတော်ပေးတဲ့စာပေါ့နော်မိငယ်ရဲ့သူ့အတော်ပေးစာလေးအဲ့တော့ and answer the question နော်အဲ့ဒါလေးကိုဖတ်ပြီးတော့မိကွန်းလေးတွေဖြေရမယ်အဲ့တော့မိငယ် letter ကလည်းဖတ်စာအုပ်ထဲမှာပါပြီးသားတနေ့လုံးသင်ပြီးသားစာလေးပဲအဲ့တော့မိငယ် letter ဆိုတာနဲ့တော့သိနေပြီနော်အဲ့ဒါကလည်း9ပုဒ်ထဲနဲ့10မှတ်ရမှာနော် answer the question 9ပုဒ်နော်အဲ့ဒါကို10မှတ်အဲ့တစ်ချက်ဖတ်ကြည့်အောင် how are you and your family နင်းနဲ့မိသားစုနေကောင်းလားအဲ့လိုပြောအဲ့တော့သူ့တော်ပြောတာနော်အဲ့တော့ euro နဲ့ U ရဲ့မိသားစုတွေနေကောင်းလားအဲ့လိုပြောပေါ့အဲ့နဲ့နောက်ပြီးတော့ပြန်ပြောတယ်ဆက်ဆိုတယ် I want to tell you about my new friends တဲ့နော်အဲ့တကယ်ချင်းအသက်တွေအကြောင်းကိုပြောပြမယ်သူတကယ်ချင်းအသက်တွေရလို့သူအတော်ပြောပြမယ်တဲ့ They are my classmates တဲ့သူတို့ကတော့တပည့်ရဲ့အတန်းပေါ်တွေဖြစ်တယ်တဲ့နော်အဲ့တော့အတန်းပေါ်တငယ်ကြီးတွေဖြစ်တယ်တဲ့ Their names are ငွန်ဖား and Phoebe သူတို့ရဲ့နာမည်တွေကငွန်ဖားနဲ့ Phoebe တဲ့အဲ့တော့ငွန်ဖား is from Hakka ငွန်ဖားကဘယ်လာလဲ Hakka လာတယ် She is 11 သူ17နှစ် Her favorite color is blue and she is interested in animals and seashells အဲ့တော့သူရဲ့အကြိုက်ဆုံးအရာကတော့အပြာရောင်တဲ့ပြီးတော့သူကစိတ်ဝင်စားတာကတိရစ္ဆာန်တွေနဲ့ seashells ဆိုပင်လယ်မှာခရုကွန်ပေါ့ပင်လယ်ခရုကွန်လေးခရုလေးတွေကြိုက်တယ်တဲ့သူအဲ့ဒါတွေစိတ်ဝင်စားတယ်နောက်ပြီးတော့ Phoebe သူကတော့ is from Loico ကလာတယ်တဲ့ He is 10 နှစ် His favorite color is red သူအကြိုက်ဆုံးအရာကအနီရောင် and he is interested in cameras and guitars ကင်မရာတွေဂီတာတွေကိုစိတ်ဝင်စားတယ်တဲ့အကောင်လေးဆိုတော့ယောက်ျားလေးဆိုတော့ Phoebe ကအကောင်လေးဆိုတော့ကင်မရာတွေဂီတာတွေကြိုက်တာပေါ့နောက်ပြီးတော့မိငယ်ကပြောလဲ I like my new friends ငယ်ကြီးအသက်တွေကိုသဘောကျတယ် because they are smart ဘာလို့လဲဆိုတော့သူကတော်လို့တဲ့နော်အဲ့တော့ဒီစာပိုက်လေးကိုတခြားလေးနားလဲတယ်ဆိုရင်အောက်က answer the question တွေကဖြေရတာလွယ်သွားပြီအဲ့တော့ဒီမှာ number 1 question လေးကြည့်အောင် Who are Minge's new friends မိငယ်ရဲ့တကယ်ချင်းအသက်တွေကဘယ်သူတွေလဲအဲ့တော့မိကုန်းပြတ်ကောက်မယ်ဆိုရင်မိငယ် new friends အားလဲရတယ်လို့အဲ့လိုရေးလဲရတယ်လို့ who နေရာမှာအဖြေထည့်လဲရတယ်အဲ့တော့လွယ်ဆုံးကတော့ who နေရာမှာငုံဖား and preview မိငယ် new friends ဒါဆိုရင်အဖြေရသွားပြီเนาะငုံဖား and previews are မိငယ် new friends ဆိုရင်ဒါပြီးသွားပြီเนาะဒီကလို့အဲ့လိုမဟုတ်ဘူးမိကုန်းကောက်ချင်တယ်ဆိုရင်မိငယ် new friends are ငွန်ဖား and preview အဲ့လိုလေးပြန်ဖြေလိုက်လဲရတယ်အဲ့တော့ဘယ်လိုဖြစ်ဖြစ်အမှတ်ရမှာမို့လို့ဖြေခဲ့ဖို့တော့အရေးကြီးတာမှအမှတ်ကိုရတဲ့တော့အမှတ်ပြရအောင်ယူရမှာနော်နံပါတ်2ဆိုရင် where are they from သူတို့ဘယ်ကလာလဲသူတို့လာတဲ့နေရာတွေကမတူဘူးအဲ့တော့ကြောင်းရည်စီရေးမယ်ဒီတိုင်းနဲ့ကူးချလိုက်လဲရတယ်ဗာလဲငွန်ဖား is from Hakka ဆိုတဲ့စာကြောင်းကူးလိုက်ပေါ့ဒီမှာ box နဲ့ဝိုင်းပြထားမှာနော်အဲ့တော့ငွန်ဖား is from Hakka and and answer လိုက်ပြီးရင်ဗာလဲ preview is from Loico ဒီကနေဆက်မယ်အဲ့ဒီပိုက်လုံးအဲ့ဒီချောင်းလုံးအဲ့နှစ်ချောင်း and answer လိုက်ရပြီအဲ့တော့ငွန်ဖား is from Hakka and preview is from Loico အဲ့တော့ငွန်ဖားကတော့ Hakka လာတယ် preview ကတော့ Loico လာတယ်အဲ့ဒါမျိုးပေါ့နောက်တစ်ခု number 3 what is ငွန်ဖား favorite color ငွန်ဖားရဲ့အကြိုက်ဆုံးအရာကဘာလဲငွန်ဖားကောင်မလေးလေဒီမှာဒီအနာလိုင်းလောက်ထားတယ်အဲ့တော့ her favorite color is blue
အဲ့တိုင်းကူးလိုက်လေရတယ်ဒီတစ်ပိုက်လုံးဒီတစ်ကြောင်းလုံးနော်ဒီမှာဒီပေါက်ဆက်ဟာပြောတာအဲ့တော့ her favorite color is blue အဲ့လိုကြီးထည့်လိုက်လေရတယ်အဲ့လိုမဟုတ်ဘူးဒီနာမည်အတိုင်းပဲပြန်ရေးချင်တယ်ဒီ question ကပုံစံတိုင်းရေးမယ်ဆိုရင်ငွန်ဖာ favorite color ပြီးရင်ဒီ is လေးကိုနောက်ကိုပုံမယ်အဲ့ဆိုရင်ငွန်ဖာ favorite color is blue အဲ့လိုလေရတယ်နော် blue လေးပဲထည့်ရမှာငွန်ဖာ favorite color is blue အဲ့လိုလေးထည့်မယ်နောက်တစ်ခု number 4 what is preview interested in အဲ့ဆိုရင် preview is interested in ဒီ is လေးကိုနောက်ပို့လဲရတယ်ဒါမှမဟုတ်ဒီမှာ preview interested in ရဒီ box ပေါ့ဒါလေး he is interested in he နဲ့တွဲလိုက်မယ် he is interested in ဆိုပြီးတော့ cameras and guitar ဆိုပြီးတော့ရေးလိုက်လဲရတယ်ဒီတစ်ကြောင်းလုံးထည့်လိုက်လဲရတယ်နော်အဲ့တော့ဘလို့ဖြစ်မှန်တာမို့လို့ he is interested in cameras and guitar ဆိုပြီးတော့တစ်ကြောင်းလုံးစာပိုက်ထဲနဲ့ကူးချလိုက်အဲ့ဒါဆိုလည်းအဖေကပို့တော်မှလွယ်သွားသေးတယ်တကယ်လို့မှမဟုတ်ဘူးမေကုန်းကောက်ချင်တယ်ဆိုလည်း preview is interested in cameras and guitar အဲ့လိုလေးပြန်ရေးအဲ့ဒါလည်းရတယ်နော်နောက်တစ်ခု number 5က why does မိငယ် like her new friends မိငယ်ကသူ့ရဲ့တကယ်ချင်းအသက်တွေကိုဘာလို့သဘောကျတာလဲအဲ့တော့ဘာလို့သဘောကျတာလဲအဲ့ဒီမိငယ်ကဒီမှာမိငယ် likes her new friends နော် like မှာ s ထည့်ပြီးနော်ဒီ yes test လေးကိုသိချာမြင်အောင်ကြည့်ဒါမှမဟုတ်ရင်လည်းမိငယ်ကတယောက်တည်းအဲ့ဒါလေးကိုသတိထားပြီးတော့မိငယ်အဲ့ဒါလေးကိုနည်းနည်းလေးမှတ်မိရမှာပေါ့နော်မိငယ် likes ပေါ့ like က s တီအမြဲတမ်းကြံခဲ့တယ်လို့လေအဲ့တော့မိငယ် likes her new friends နော်အဲ့လိုလေးမိကိုပြန်ကောက်မယ်ပြီးရင် why နဲ့မိတာအဲ့တော့ဒီဘော box လေးပေါ့ because they are smart နော်အဲ့ဒါလေးထည့်မယ်မိငယ် likes her new friends because they are smart အဲ့ဒါလေးထည့်မယ်နော်အဲ့ဆိုရမလားအဲ့တော့ရှုပ်နေမှာဆိုလို့နည်းနည်းလေးဆက်ဖြတ်လိုက်တာပေါ့နော်အဲ့တော့ဒီမှာကြည့်မိငယ် likes her new friends because they are smart ဒီဟာလေးပဲနော်ဒါလေးပဲထည့်မယ်နော်အဲ့တော့အဖြေလေးတစ်ချက်ပြန်ပြောမယ်အဲ့တော့မိငယ် new friends are လို့မရေးချင်ဘူးလို့ရှုပ်တယ်ဆိုရင် who နေရာမှာဖြေထည့်မယ်ငုံဖာ and preview are မိငယ် new friends လို့ထည့်လိုက်နော်နောက်ပြီး where are they from သူတို့ဘယ်ရလာလဲငုံဖာ is from Hakka and preview is from Loiko အဲ့ဒါ number 2 အဖြေ number 3ဆိုရင်ငုံဖာ favorite color is blue ဒါပဲဒီ favorite color တွေ favorite fruit တွေ favorite vegetable တွေက3တန်း4တန်းမှာပါပြီးသား grade 3 4တွေမှာเนาะသင်ထားတယ်အဲဆိုရတဲ့နဲ့နောက်တစ်ခု number 4ဆိုရင် what is preview interested in ဆိုလဲ preview is interested in ဆိုပြီးတော့ဒီမှာစာပိုင်ထဲမှာပါတယ်လေအဲတော့ cameras and guitar ဒါမှမဟုတ်လည်းဒီတစ်ပိုက်လုံး he is interested in cameras and guitar အဲ့ဒါထည့်လိုက်နော်အဲဆိုရင်လွယ်သွားပြီနောက်တစ်ခု number 5 why does Mingel like her new friendsမိငယ်ကဘာလို့ကြိုက်လဲသူတို့တကယ်ချင်းတွေဘာလို့သဘောကျလဲ because they are smart နော်အဲ့တော့ဒီမှာမေကုန်းပြန်ကောက်မှဆိုရင်မိငယ် likes her new friend ပြီးတော့မှ because they are smart အဲ့ဒီထည့်ရုံပဲနော်အဲ့ဆိုရင်ရမယ်နော်အဲ့ဆိုရင်ကျတို့ဒီနေ့ 2B လဲပြီးသွားပြီ 2C လဲပြီးသွားပြီ reading အပိုင်းလေးကိုအဲ့တော့ဒါလေးကိုနားလည်အောင်လုပ်ပေးပါအဲ့